ဒီနေ့ပန်းတွေကတအားပွင့်တယ်ဒီနေ့ငါတောက်ပုံရရတော့မယ်ထင်တယ်မောင်လေးအလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျန်နီဟာဆိုရင်တတင်းတူတတင်းကောက်တွေတက်ဆက်နေတာဖြစ်လို့ကျွန်တော်တို့ဂျန်နီလေးကိုစပွိုင်းလေးလှုပ်ထားစီရှံပါတယ်ဘယ်မှာသွားမလို့လဲအော်ကျွန်တော်မြန်မာပြည်မှာပြန်မလို့အမမြန်မာပြည်မှာပြန်မှာပေါ့လေဖះကိုရဲ့ရောက်ကိုလည်းကြည့်လိုက်အောင်ကျွန်တော်ရောက်ပါဖြစ်လို့လဲမောင်လေးရဲ့ရောက်ကလူရောက်နဲ့တူလို့ပေါ့လူတော်လူကောင်းရောက်နဲ့တူတယ်လေမြန်မာပြည်မှာပြန်မယ်ဆိုရင်ဒီလိုမျိုးရောက်နဲ့မရဘူးလူရောက်နဲ့တူလို့မရဘူးခွေးတလိုက်ဆန်အောက်ချတဲ့နိုင်ငံထဲမှာလေမောင်လေးလူလိုမျိုးနော်ကိုနေလို့မရဘူးတလိုက်ဆန်လိုမျိုးကိုနေရတာနော်သူတို့ရဲ့အကြိုက်ကိုလိုက်ပြီးတော့နေရတာအဲ့ဒါမှကို့အတွက်ကင်းမယ်နော်ဒါပေမဲ့ဒါတော့နည်းနည်းပါကိုကူညီလိုက်အောင်ပေါ့နော်ဒါပေမဲ့သူတို့ကျဲတဲ့ဒီပေါင်900ပေါင်1000တော့ကိုယ့်ရဲ့ကောင်းပေါ်ဘယ်တော့ကြောက်လဲဆိုတော့ကိုမသိဘူးโอเคနော်အဲ့ဒါပြန်မဲ့အချိန်မှာသူတော်ကောင်းရောက်လူတော်လူမှန်လိုမျိုးမနေနဲ့နော်ခွေးလိုမျိုးနေပြရမယ်တလိုက်ဆန်တဒေါင်းစားလိုမျိုးနေပြရမယ်အဲ့ဒါမှနော်သူတို့တွေကယုံကြည်မယ်ခွေးဆွဲမခံရဘူးသူတို့လိုမျိုးနေရတာနော်သူတော်ကောင်းမျိုးမနေပြနဲ့ဟုတ်မမောင်လေးကဒီနေ့ပဲပြန်မယ်ဟုတ်โอเคဒီနေ့ပြန်မယ်ဆိုရင်နှာခေါင်းမွေးတွေပေါက်တွေစီအောင်ထားပေးကြားလားပြီးတော့မရှိလို့စရင်ဆွဲပေးပေါ့နော်ညညပတ်နဲ့နေပေးနော်တဒေါင်းစားခွေးရဲ့စားလိုမျိုးနေပေးရမယ်ကိုယ့်ရဲ့စစ်ပင်ဆိုလဲတတရနဲ့မထားနဲ့နော်စေးသမားလိုမျိုးနော်လောင်းကစားသမားလိုမျိုးညက်တွင်းညညိုကြီးနဲ့မအိပ်ရမစားရနော်စေးသမားတွေဆိုရင်ဒီလိုပဲမအိပ်မစားဘူးအဲ့ဒါသူတို့လိုနော်အဲ့ဒီနိုင်ငံမှာခွေးအုပ်ချုပ်တဲ့နိုင်ငံခွေးလိုမျိုးနေရမှာပေါ့နော်ခွေးပြောလို့စင်ခွေးနာတယ်နော်တလိမ့်ဆန်အုပ်ချုပ်တဲ့နိုင်ငံတလိမ့်ဆန်လိုမျိုးနေရမယ်โอเคနော်အမပြောတဲ့အတိုင်းလောက်ပါမလေးနော်ဘောပင်တွေစားအုပ်တွေမကင်မိစနဲ့မအေလို့တေအောင်ကြောက်တာဘောပင်ကန်တဲ့လူကိုဖမ်းတာโอเคနော်ဟာအမပြောတယ်လို့မျိုးဆိုရင်ကျွန်တော်မြန်မာပြည်ပြန်တဲ့အချိန်ကျွန်တော်ကဟိုထားကောင်းလို့ပါလို့ဟိုမူကြီးစီဝါရောင်းစားတဲ့ဟိုမာဖီယာကိုင်းလို့ပါလို့ကျွန်တော်နေရတော့မှာပေါ့ဟုတ်တယ်ဟုတ်အဲ့ဒါမှကျွန်တော်လို့မှာပေါ့နော်အေးအဲ့ဆိုရင်ခွေးဆွဲမခံရအောင်ကျွန်တော်လဲသူတို့အကြိုက်လိုမျိုးနေရမှာပေါ့နော်တလိမ့်ဆန်အုပ်ချုပ်တဲ့နိုင်ငံမှာတလိမ့်ဆန်မျိုးနေပြရမယ်ဆိုတော့โอเคဒါဆိုရင်မှကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့လူလိုမျိုးနေချင်လို့ရှိရင်လူနိုင်ငံနဲ့တူလာအောင်ကျွန်တော်တို့အရင်ကူညီပေးရမှာပေါ့ရတယ်အခုကျွန်တော်ကကိစ္စစီးလို့ပြန်ရမယ်အဲ့ဆိုရင်ပြန်လာတဲ့အချိန်လူနိုင်ငံနဲ့တူလာအောင်ကျွန်တော်တို့လည်းတတ်နိုင်တယ်လို့နော်မနိုင်မချင်းမလွတ်မြောက်မချင်းမြန်မာပြည်ကြီးစစ်မှန်တဲ့လွတ်လပ်ရေးဒီမိုကရေစီမရမချင်းကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းသွားမယ်